မင်းကလေးတယောက်ကမတော်တဆမော်ဆွားရှိတဲ့ယတနာပကံတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။သူမကတော့တစုံကိုပကံထဲထည့်လိုက်တဲ့အချိန်မှာတော့နောက်တစ်စက္ကန့်အတွင်းတော့တစ်ဆဲဆုံဖြစ်သွားခဲ့တယ်။ဒီအရာကသူမကိုချမ်းသာစေမဲ့အခွင့်အရေးဆိုတာကိုချက်ချင်းသဘောပေါက်သွားပါတယ်။သူမကလက်ဝတ်ယတနာဆိုင်တစ်ဆိုင်ကိုချက်ချင်းသွားပြီးဈေးကြီးတဲ့လက်ဝတ်ယတနာတွေကိုကူးယူဖို့စဉ်းစားခဲ့တယ်။ဒါပေမဲ့သူမလက်ထဲမှာဒေါ်လာ300ပဲကျန်နေပြီးအနည်းဆုံးလက်ကောက်တောင်300ကျတင်နေခဲ့တယ်။ဒါကြောင့်ဆိုင်ရှင်နဲ့ဈေးဆေးရတော့တယ်။သူမက300နဲ့ရောင်းပေးဖို့တောင်းဆိုလိုက်ရမမျှော်လင့်ပဲဆိုင်ရှင်ကသဘောတူသွားခဲ့တယ်။ထို့နောက်မိန်းကလေးကလူမရှိတဲ့နေရာတစ်ခုကိုသွားပြီးလက်ကောက်ကိုမော်ယတနာပကံနဲ့ထည့်လိုက်တယ်။နောက်တစ်စက္ကန့်မှာတော့တူညီတဲ့လက်ကောက်10ခုထွက်လာခဲ့တယ်။သူမကချက်ချင်းအခြားလက်ဝတ်ယတနာဆိုင်တစ်ဆိုင်ကိုသွားပြီးလက်ကောက်တွေကိုရောင်းချဖို့ကြိုးစားခဲ့တယ်။စစ်ဆေးပြီးနောက်ဆိုင်ရှင်ကအားလုံးကို300နဲ့ဝယ်သွားခဲ့တယ်။ပတ်စံပိုရဖို့အတွက်မိန်းကလေးကရွှေဆိုင်တစ်ဆိုင်ကိုသွားခဲ့တယ်။သူမရဲ့စုဆောင်းငွေအားလုံးနဲ့ရွှေတုံးတစ်တုံးဝယ်လိုက်ပြီးပကံထဲထည့်လိုက်တယ်။ဒါပေမဲ့ရုတ်တရက်ရွှေတုံးကပျောက်သွားခဲ့တယ်။နောက်တစ်စက္ကန့်မှာတော့ပကံကအရွယ်စားကြီးလာခဲ့တယ်။မိန်းကလေးကချက်ချင်းတ िश ူအိတ်တဲ့ယူပြီးစမ်းတက်ကြည့်လိုက်တယ်။မမျှော်လင့်ပဲပကံကအဆင့်မြင့်သွားခဲ့တယ်။မူလ10ဆကနေတန်းပြီး20ဆအထိတိုးသွားခဲ့တယ်။အခုဆိုသူမရနိုင်မဲ့ငွေပမာဏက2ဆတိုးသွားခဲ့တယ်။ဒါပေမဲ့သူမကငွေအားလုံးသုံးပြီးသွားပြီဖြစ်လို့ထပ်ကူးဖို့ပစ္စည်းမရှိတော့ဘူးဆိုတာသိလိုက်ရတယ်။အဲ့ဒီချိန်မှာပဲချမ်းသာတဲ့အဖွားအိုတယောက်ကစိတ်ရှုံနေခဲ့တယ်။သူမရဲ့မြင်းမနှစ်ယောက်အတွက်ဈေးကြီးတဲ့လက်ကောက်တစ်ခုကိုဘယ်သူယူမလဲဆိုပြီးအငင်းပွားနေခဲ့ကြတယ်။မိန်းကလေးကရှေ့တက်လာပြီးတူညီတဲ့ပုံစံအတိအကျပြန်လုပ်ပေးနိုင်တယ်လို့ပြောလိုက်တယ်။ဒါပေမဲ့အဖွားအိုကမယုံခဲ့ဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီလက်ကောက်ကကဘာပေါ်မှာတစ်ခုလည်းရှိတဲ့ customer လက်ကောက်ဖြစ်နေလို့ပဲ။ဒါပေမဲ့မိန်းကလေးကအတင်းအကျပ်အာမခံပြောဆိုတာကြောင့်အဖွားအိုကမလိုလားပဲလက်ကောက်ကိုပေးလိုက်ရတယ်။ထို့နောက်မိန်းကလေးကလူမရှိတဲ့နေရာတစ်ခုကိုသွားပြီးမော်ယတနာပကံနဲ့စတင်ကူးယူလိုက်တယ်။အဖွားအိုကတူညီတဲ့လက်ကောက်နှစ်ခုကိုမြင်လိုက်တဲ့အချိန်မှာတော့အလွန်အံ့ဩသွားခဲ့တယ်။သူမကချက်ချင်းမိန်းကလေးကိုစုချင်းငွေ200ပေးလိုက်တယ်။ထို့နောက်မိန်းကလေးကလက်ကျန်လက်ကောက်19ခုကိုလက်ဝတ်ယတနာဆိုင်မှာပြန်ရောင်းလိုက်တယ်။တခဏအတွင်းမှာပဲသူမကတန်းပေါင်းများစွာဝင်ငွေရရှိသွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့ ex-boyfriend ကလက်ဝတ်ယတနာဆိုင်တွေကိုရောက်လာခဲ့တယ်။သူကမိန်းကလေးကိုလောကကြီးမသိသေးတဲ့သူလိုလှောင်ပြောင်ပြီးဈေးအရန်ကြီးတဲ့လက်ကောက်တစ်ခုကိုတမင်ဝယ်ပြခဲ့တယ်။မိန်းကလေးကချက်ချင်းအလောင်းစားတစ်ခုလုပ်လိုက်တယ်။သူမကတူညီတဲ့လက်ကောက်ကိုပြန်ထုတ်ပြနိုင်ရင်သူကလက်ကောက်တစ်ခုချင်းစီကိုမူရင်းဈေး10ဆနဲ့ဝယ်ရမယ်လို့ပြောလိုက်တယ်။ ex-boyfriend ကမထီမဲ့မြင်တဲ့အလွယ်တကူသဘောတူလိုက်တယ်။မိန်းကလေးကလက်ကောက်ကိုယူပြီးသူမရဲ့ကြောပိုးအိတ်ထဲရှိမော်ယတနာပကံနဲ့ထည့်လိုက်တယ်။နောက်တစ်စက္ကန့်မှာတော့သူမကလက်ကောက်နှစ်ခုကိုထုတ်ပြလိုက်တယ်။စစ်ဆေးပြီးနောက်လက်ကောက်နှစ်ခုကတကယ်ကိုအတိအကျတူညီနေခဲ့တယ်။အဲ့ဒီအခိုက်အတန့်မှာတော့အားလုံးအံ့ဩသွားခဲ့ကြတယ်